ဖာကူဇန်ကြီးနားသွားပြီဖာကူဇန်ကြီးတောင်နားသွားပြီကြွားလုံးထုတ်တဲ့လူလာဆိုချန်ပီယံပရီးမီးယား FA ကွန်မြူနတီစတဲ့တိုင်းနေလက်ညှိုးထိုးပြရင်ငါယူပေးခဲ့တာလို့မန်းတက်တိုင်တက်ပြမှာတေချာဘဟန်ကိုရောင်းထုတ်တော့ကစီရိုနယ်ဒိုကိုအသင်းပြောင်းခွင့်ပေးလိုက်တော့ကလှည့်စားချက်တွေလားတက်မဲ့အညွန့်ကိုချိုးဖက်ပစ်တာလားအဲ့ဒါလို့မျက်လုံးတွေလဲခဲ့အဓိကကဂိုးရဖို့ပဲအဓိကကဖလားကြီးကိုအဲ့ဒါလို့ကင်မြောက်ခွင့်ရဖို့ပဲသူဓာတ်တနာနဲ့သူခရီးဆက်ရင်အကောင်းဆုံးဘောလုံးသမားတယောက်ထက်အကောင်းဆုံးဘောလုံးအသင်းသတင်းကပိုးချစ်စရာပိုးယုံကြည်ရာပိုးအားကိုးရာဖြစ်ကြောင်းနိုင်ရမှာထင်ရှားရေးပြခဲ့ဝင်ငွေဘလောက်များစုတွေဘလောက်ရအခွင့်အရေးတွေဘလောက်ရှိဖာကူဇန်ဝါနေတာ PK က PK ပဲဘယ်တော့မှမပြောင်းဘူးအဖြူရောင် PK ကအဖြူရောင် PK ပဲကလေးသားမိသားစုကိုကဘာကျော်တထေးဖြစ်အောင်လှုပ်ပေးခဲ့တာမဟုတ်ဘူးဝင်းယူရီကိုပြိုင်ဘက်ကင်းအောင်မွေးမြူခဲ့တာမဟုတ်ဘူးသူ့အတိုင်းဝိုင်းကိုထင်ရာဆိုင်ဖို့ဖန်တီးပေးခဲ့တာမဟုတ်ဘူးမန်ချက်စတာယူနိုက်တက်သင်းလုံးကိုတိတ်ခါရှိအောင်လုပ်ပေးခဲ့တာမန်ယူกว่าလို့ကဘာကချစ်အောင်လုပ်ပြခဲ့တာပြည်သူကညံ့နိုးလာအောင်လုပ်ပြခဲ့တာဖာကူဇန်ကြောင့်ဆင်းရဲမွဲတေသွားတဲ့မိသားစုမရှိဘူးဖာကူဇန်ကြောင့်ကိုတတ်သေးသွားတဲ့အိမ်တော်ဦးစီးမရှိဘူးဖာကူဇန်ကြောင့်ဖာဖြစ်သွားတဲ့မိန်းမမရှိဘူးဘယ်နိုင်ငံသားဘလို့သွေးဘာလူမျိုးအယူဆွဲဝါဒကွဲလူဒန်းစားဆွဲဒိုင်းကနကွဲသွားတာမရှိဘူးမန်ယူပြည်သားကကျွေးတဲ့ထမင်းကိုစားမိလို့မန်ယူပြည်သားကိုကျေးဇူးဆက်ခဲ့မန်ချက်စတာယူနိုက်တက်ရဲ့အရှင်သခင်မန်ချက်စတာယူနိုက်တက်ရဲ့ကျွံ့ယုံသူ့ဂိုးဘောက်ကိုတလုံးအကန်ခံရတိုင်းသူ့ပြည်သားကိုဂရီတစ်ခုပေးခဲ့တယ်အပြီးတော့လည်းမဟုတ်ဘူးအပြီးတော့လည်းမဟုတ်ဘူးအပြီးတော့လည်းလုံးဝမဟုတ်ဘူးတက်ရောင်ကမဟုတ်ဘူးတက်ရောင်ကမဟုတ်ဘူးတက်ရောင်ကလုံးဝမဟုတ်ဘူးအယိုးချေအရေးခန်းသူပြစ်လိုက်တဲ့ကြည်တံသူများကိုမှန်ရင်သူ့ကိုပြန်မှန်ခံဝတ်တိလူကြီးလူကောင်းပီတသူအောက်လက်ငယ်သားတွေနှင်းထူတဲ့လေ့ကျင့်ရင်သူလဲနှင်းထူတဲ့လက်အောက်ငယ်သားတွေမျက်ခင်းပြင်မှာဆိုသူလဲမျက်ခင်းပြင်မှာဘောလုံးတရင်အောင်မြင်ဖို့လူ12ယောက်ညီမရမယ်12ယောက်မှာ12ယောက်လုံးကခီးပလီရပဲတိုက်ရဲရမယ်စုပ်ရဲရမယ်ခေါင်းဆောင်ကောင်းတယောက်ဒီရန်သူစခန်းအားညီတို့တိမ့်ပတ်ရမည်ကိုတည်တဲ့ကဲ့သို့မိမိဆုံးဖြတ်ချက်မှားရင်းပါကပေးလာသောအကြံဉာဏ်အားမကြောက်မရွံ့မာနကင်းမဲ့စွာလက်ခံရယူရဲရမည်ဒါသူ့တရားတခြားလူမဟုတ်ဘူးဖာကူဆန်စာအဲလက်စ်ဖာကူဆန်1986နိုဝင်ဘာ2013မေ29နှစ်ဂုတ်သွေးစုပ်ခဲ့တာမဟုတ်ဘူးအလုတ်အကျွေးပြုတ်ခဲ့တာလူခါပါအားလုံးကျေးဇူးတင်ပါတယ်